နတ်သမီးပုံမြင်နေကိုကြိုက်လားဘသူကပျော်ပျော်ရွှင်ရွှင်နေနိုင်သွားဖို့ထိုက်တန်ပါလဲလိမ့်လိမ့်မာမာနေနော်ဒါဆိုချစ်တတ်တဲ့မိသားစုလေးကိုပိုင်ဆိုင်ရမယ်ကျင်ကျင်နာနာနေနော်ဒါဆိုကျင်နာမှုကိုပြန်ရလိမ့်မယ်ရှင်ကျေးပြူငါနော်ဒါဆိုအချစ်စစ်ကိုရှာတွေးလိမ့်မယ်ဘုံလုံးကနေနေပဲ ဟာဒီတိုင်းခါသားလုပ်နေတာပါဒီကြောင့်နေပဲသိခဲ့ရတာ အတိတ်ပဲမရှိတာတွေကြီးပဲအဲ့ဒီနောင်ကျိုးတွေကိုဖြတ်လိုက်ရှင်နဲ့ထိုက်တန်တဲ့စွာအားကိုဝိပတ်လိုက်စမ်းပါကျမနတ်သမီးပုံမြင်ကောင်းလေးတွေကိုတကယ်ကြိုက်တာပါကျမတို့ရဲ့နောက်ထပ်ဇာတ်လမ်းမှာဘသူကဇက်လိုက်ဖြစ်မှာလဲ